ဒီတစ်ခေါက်စီစဉ်လေးမှာတော့ကိုကျော်မင်းရဲ့တပည့်ဦးတိုးဤသားလက်ကောင်ပွဲငှားလိုက်ပြီခင်ဗျာin our remix ညီတွေနေတဲ့အတိုင်းပဲဖယင်ဖြစ်သူမှအနောက်ကနေလိုက်လံအားပေးနေတာကြောင့်တားလေးဖြစ်သူအနေနဲ့လည်းအကောင်းဆုံးကပြနိုင်ပြီခင်ဗျာဖြစ်သူဦးတိုးကြီးနေနဲ့လေကိုသားလေးရဲ့အကပညာကိုကျော်မင်းစီမှာတစ်ဖက်ကန်းခတ်တင် जा ပေးထားတာကြောင့်ယုံကြည်စိတ်ချရတယ် DJ Muz in our remixလူပွဲတော့ပဲဖြစ်ဖြစ်မင်္ဂလာဆောင်တော့ပဲဖြစ်ဖြစ်ကိုကျော်မင်းတို့အဖွဲ့ကိုတော့တိတန့်စဉ်းစားပေးရမယ် DJ Muz in our remix Muz in our remix ဆရာဖြစ်သူကိုကျော်မင်းထက်စာရင်တပည့်ဖြစ်သူအနေနဲ့ fashion မိုင်းဆိုင်ရာတာတယ်လို့ပြောရမယ်